ထိုဖယားကိုကိုးကွယ်ကူပြုံရတဲ့သားတွေသမီးတွေကအခွင့်ထူးဖြစ်တယ်ငါကအခွင့်ထူးဖြစ်တယ်လို့ကိုလက်ညှိုးထိုးစမ်းပါငါကအခွင့်ထူးဖြစ်တယ်ဘာဖြစ်လို့လဲထိုဖယားကိုဘသူဖယားလဲပလဲဖယားကိုနာမည်ကိုထက်ငါဖယားဘသူဖယားလဲငါဖယားနော်မိုးလေးအရာထားမှာကတင်ဘောထားတာနဲ့လက်ကလေကျမတို့လက်ကမြောက်တယ်ဟုတ်ငါဖယားရှိတယ်အဲ့ဒီနှလုံးသားနဲ့နိုးထားကြည့်စမ်းပါအခုကျမတို့လက်ညိုကငါဖယားရှိတယ်ဆိုတာကိုငါအတွက်မဖြစ်ဘူးနင်ကမကောင်းဘူးနင်ကငါကြည့်လို့မရဘူးနင်ကငါအတင်းပြောတယ်ကျမတို့လက်ကအဲ့ဒီအတွက်ဖယားသခင်ပေးတာမဟုတ်ဘူးငါဖယားရှိတယ်ဆိုတဲ့နှလုံးသားနဲ့သွားဖို့ရဲ့အတွက်ဖြစ်တယ်ငါဖယားရှိတယ်ပြီးရင်ဘာဖြစ်လဲဒီတစ်ချောင်းနဲ့မဟုတ်ဘူးလေဒီငါးချောင်းကတခါငါကထူးခြားတော်သူဖြစ်တယ်ယေရှုကြောင့်ငါကပေးကမ်းနိုင်တော်သူဖြစ်တယ်ငါကအထူးကျွယ်ဝတော်သူဖြစ်တယ်ဒီလက်ငါးချောင်းကကိုပြင်ပြီးတော့ထိုးတာဒီလက်ငါးချောင်းလေးချောင်းခိုးဖို့မဟုတ်ဘူးဖယားသခင်ကသူဖန်ဆင်းတဲ့ကဘာဦးတက်မာတဲ့ဖန်ဆင်းပြီးတာနဲ့ကောင်းတယ်တဲ့အရန်ကောင်းတယ်တဲ့ဒါပေမဲ့ကျမတို့ကတယောက်နဲ့တယောက်ကြည့်တဲ့အခါမှာလေမကောင်းဘူးနင်ကငါလုံးဝကြည့်လို့မရဘူးမကောင်းဘူးတစ်ပင်ကြည့်လဲမကောင်းဘူးကောင်းရင်ကြည့်လဲမိုးကအုပ်ပြန်ပြီး something အမြဲတမ်းအပြစ်တင်တတ်တယ်ဖယားသခင်ကြတော့သူဖန်ဆင်းခြင်းတစ်ခုစီတိုင်းမှာတစ်ပင်လေးကအစအရွက်တရွက်နဲ့တရွက်မတူပါဘူးပြီးလို့ရှိရင်တလိမ့်ဆန်တကောင်နဲ့တကောင်မတူပါဘူးတေးသေးကြီးမတူဘူးဒါပေမဲ့ပြီးတာနဲ့ပါလေအပင်လေးတွေစိုက်ပြီးတော့အခါမှာတော့လူကိုဖန်ဆင်းပြီးတဲ့ကောင်ကောင်းတယ်တဲ့အရန်ကောင်းတယ်ဘာဖြစ်လို့လဲဆိုတော့ကျမတို့ကြာတော့မျက်စိမှလေနော်ငါသူမကောင်းငါအကြောင်းပြောတယ်နေငါအတင်းပြောပြန်ပြီးဒီလက်ညိုကသူများကိုလည်းပြောတယ်မကောင်းဘူးဆိုတာကကျမတို့ထက်ခါအဲ့ဒီမျိုးစေ့ကိုစိုက်တယ်ဖယားသခင်ကြတော့ကောင်းတယ်အရန်ကောင်းတယ်ပြီးတာနဲ့ကောင်းကြီးပေးတော်မူ၏တဲ့ဒါကြောင့်မလို့တင်းမရှိတဲ့တလိမ့်ဆန်မရှိတော့လည်းပဲတလိမ့်ဆန်တွေကိုကောင်းကြီးပေးလို့မရဘူးပေါ့ဟုတ်တလိမ့်ဆန်မွေးရတဲ့လူကလည်းကိုတလိမ့်ဆန်ကိုကောင်းကြီးပေးမှာပေါ့စိုက်ပျိုးရေးလုပ်တဲ့လူလေရှိတဲ့လူကကိုလေကိုကောင်းကြီးပေးမှာပေါ့သားသမီးရှိတဲ့လူကသားသမီးကိုကောင်းကြီးပေးမှာပေါ့အသင်းတော်ရှိတဲ့လူတွေကအသင်းတော်ကိုကောင်းကြီးပေးမှာပေါ့ဒီမှာလာတဲ့အခါမှာတယောက်နဲ့တယောက်မိတ်ဆွေတငယ်ချင်းအပေါင်းအသင်းရှိတယ်လေတင့်ကိုတင်ကောင်းကြီးပေးလို့ဝါပြီးရှက်ထွက်သွားပြီဆိုတင့်ဘေးနာလူကိုကောင်းကြီးပေးလေရမကြခင်ဒီအသင်းတော်ရဒီထက်ကြီးတာတဲ့ဒီထက်ချက်ထွင်အောင်မှာဟုတ်တယ်ဟုတ်ဒီထက်ချက်ထွင်အောင်မှာရချက်ထွင်ခြင်းမှာကြီးလာတာနဲ့အမျှလူများလာတဲ့အမျှတယောက်နဲ့တယောက်ကဲ့ရဖို့ပြစ်တင်ဖို့ရှုတ်ချဖို့အတင်းတုပ်ဖို့မဟုတ်ဘူးလေနော်ကောင်းတယ်ပြီးပါလေကောင်းကြီးပေးတယ်တယောက်နဲ့တယောက်နော်ထိုအသက်တာအသီးသီးအတွက်ဒီနေရာအရက်မှာဒီသားတွေဒီသမီးတွေကိုပို့ဆောင်လာပြီးကောင်းကြီးပေးရတဲ့အတွက်ကြောင့်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်လို့